အားလုံးပဲမင်္ဂလာပါရှင်ချမ်းပါချမ်းကတော့အီတလီမှာကျောင်းတက်နေတဲ့အကြောင်းသူတယောက်ပါချမ်းအားရင်အားသလိုခီးလေးတွေသွားပြပါတယ်ဩဂတ်မှာဆိုရင်ကျောင်းသားတွေအကုန်လုံး holiday ရပါတယ်ဆိုတော့ချမ်းတို့ပဲသွားကြမလဲအချမ်းဒီနေ့ဩဂတ်ရဲ့ခီးလေးကတော့အီတလီနိုင်ငံကန်ယူရန်တစ်ချောက်စီကိုပါအီတလီမှာနေလာတာ3နှစ်ကျော်ပြီတစ်ခါမှကန်ယူရန်တွေကိုမရောက်ဘူးပေါ့နော်ဒီကူဒီယာ region ကအီတလီကန်ယူရန်တစ်ချောက်မှာရှိပါတယ်ဒီ region လေးကနှစ်တိုင်း tourist တွေအများကြီးရောက်တယ်ပေါ့နော်ချမ်းပထမဆုံးသွားပြခဲ့တာက aquarium မှာဒီကောင်လေးတွေကတော့ Mediterranean moray လို့ခေါ်ပြီးတော့သူကမွေးပုံတရံနဲ့ခက်ဆင်စင်မှာသူတို့ရဲ့ပျော်ပြောင်းတဲ့ခန္ဓာကိုယ်ကြောင့်ဒီလိုကြောက်ဆောင်လေးရဲ့မော်လွယ်လွယ်ကူကူဝင်ရောက်ပြီးတော့နေထိုင်နိုင်ပါတယ်ဒီကောင်လေးတွေကိုတော့ Thorn Bakery လို့ခေါ်ပြီးတော့ချမ်းတစ်ခါမှတော့ပြင်မှာမတွေ့ဘူးပေါ့နော်ဒါပထမဆုံးတွေ့ချင်မှာပဲသူ့ကိုကလေးတွေတော်တော်များများကကင်နေကြတာပေါ့နော်ထိလို့ရတယ်ချမ်းထိကြည့်လိုက်တော့ဟိုဖြောစီလည်းမဟုတ်ဘဲနဲ့ဘလို့ကြီးမလဲမသိဘူးဒါကတော့အကုန်လုံးချစ်ကြတဲ့ jellyfish လေးတွေပါအီတလီလို့ဆိုရင်တော့သူက Medusa လို့ခေါ်ပါတယ်အများဆိုရင်တော့ Medusa ပေါ့နော်ဒီ aquarium တစ်ခုလုံးမှာအချမ်းအချိုက်ဆုံးကတော့ဒီ jellyfish လေးတွေပါပဲချမ်းတဲ့တရဝါတွေတော်များများကတော့အရင်တော့ surprise မဖြစ်ခဲ့ဘူးဒါပေမဲ့ကြည့်ရတာတော့တန်နေလို့ခံစားခဲ့ရပါတယ်။ Medusa လေးတွေကိုအတူတူခံစားကြည့်ရအောင်ပါ။ဆိုတော့ဂျူနိုဘာကိုအချမ်းဒါပထမဆုံးရောက်ဖို့ချင်းမှာမြို့ကြီးအရင်လေးကြီးပြီးတော့ဒီမှာ tourist တွေလည်းအရင်ပေါ်တယ်ပေါ့နော်။နေကင်းစာအတွက်ဂျီနိုဘာကနာမည်ကြီးတဲ့ Focaccia စားပြီးတော့တခြားနောက်တစ်မျိုးကိုဆက်ခဲ့ပါတယ်။နောက်တစ်မျိုးကတော့ I found my love in Portofino အဲ့ဒီတခြင်းလေးတွေကမြို့လေးကိုသွားမှာဖြစ်ပါတယ်။လီဂူရီယာ region တစ်ခုလုံးကကန်ယူရန်ရဲ့ဘေးမှာဆိုတော့တစ်မျိုးနဲ့တစ်မျိုးအရင်သွားရတာတော့မဝေးပါဘူး။အင်တာနက်မှာ Portofino က celebrities တွေ artists တွေအပန်းဖြေလာရောက်အနားယူကြလို့အရင်နာမည်ကြီးပါတယ်။အချမ်းအနေနဲ့အများကြီးတော့မမျှော်လင့်ထားပေမဲ့တကယ်ရောက်တော့လဲအပြင်မှာဒီနေရာလေးကဒီပတ်ဝန်းကျင်သေးလေးပဲရှိရပေါ့နော်။တခြားဟာတော့ကြီးမားမားကြည့်စရာရလို့မရှိခဲ့ပါဘူး။ဆိုတော့ဒီမျိုးလေးချောင်းဝသိချင်း I found my love in Portofino ဆိုတဲ့တခြင်းလေးကိုအပြေးနားထောင်လိုက်ကြပါနော်။အချမ်းတကယ်Portofino ကိုလာခဲ့ရတဲ့အကြောင်းရင်းကဒီနေရာလေးကိုအပြင်မှာတွေ့ဘူးချင်လို့ပါသူကPortofinoနဲ့9မိနစ်လောက်လမ်းလျှောက်ရတယ်ပေါ့နော်အပြင်မှာလည်းရေကစိမ့်လက်ကြီးပြနေပြီးတော့သူ့ရဲ့နောက်ခံမှာရှိတဲ့ villa ဝါရောင်လေးကလည်းဒီနေရာလေးကိုလှတဲ့လောက်အောင်ပို့ပြီးတော့ထောက်ပံ့ပေးတာပေါ့နော်ဆိုတော့ခဏလောက်ပဲဖြစ်ဖြစ်ဒီနေရာလေးမှာရောက်နေသလိုခံစားကြည့်လိုက်ကြပါနော်အခုကPortofino ကနေအချမ်းညအိမ်မဲ့မြို့လေးကိုသွားမှာပါသူကယထာ9မိနစ်10မိနစ်လောက်ပဲစီးရပါတယ်မြို့လေးရဲ့နာမည်ကတော့ Orapa လို့ပါသူကတော့မြို့လေးကနည်းနည်းကြီးပါတယ် Bife ကတော့ Monaco လို့တော့ Bife မြို့ရပါတယ်အချမ်းတဲ့ဟိုတယ်ကလည်းဒီကန်ယူရန်ရှိမှာပဲဆိုတော့ Bife ကတော့အရင်မိုက်ခဲ့ပါတယ်ဒီကဟိုတယ်များကကန်ယူရန်အရှိပါမယ်မို့ဈေးကတော့တခြားမြို့လေးတွေထပ်ပိုများပြီမယ်ပေးရတဲ့ဈေးနဲ့တော့တန်နေလို့ခံစားခဲ့ရပါတယ်ဒါကတော့အချမ်းရဲ့ balcony ကပြီးလေးပါဆိုတော့ day 2မှာပဲသွားကြမလဲနောက်ဆုံးမှာတော့ Disney Luca ကအခြေခံထားတဲ့ကန်ယူရန်ရွာသေးလေး9ရွာရဲ့ပထမဆုံးရွာကိုရောက်ခဲ့ပါပြီဒီရွာလေးတွေကတကယ်ဆိုရင် Disney Luca ကကြောင့်ပို့ပြီးတော့နာမည်ကြီးလာတာပါရွာထဲမှာတော့ထူးခြားခြားသိမရှိပေမဲ့ကန်ယူရန်ကနေကြီးရတဲ့ဒီရွာလေးရဲ့ view ကတော်တော်မိုက်တာပေါ့နော်ဒီမှာဆိုရင်ကလေးတွေရောလူကြီးတွေရောအကုန်ရေကူးကြတယ်သူတို့ရေကူးလို့ရတဲ့နေရာမှာသူတို့ရေကူးတယ်ပေါ့နော်ပြီးရင်ဒီတောင်ပေါ်ကနေကြီးရတဲ့ရွာလေးရဲ့ view ကလည်းတော်တော်လေးကိုလှပါတယ်ဒီ2မှာနေကင်းစားကိုတော့ budget save လုပ်တဲ့အနေနဲ့ဒီပင်လယ်စာကြော်လေးတွေကိုပဲဝယ်စားခဲ့ပါတယ်
ဆိုတော့အချမ်းရဲ့ဗီဒီယိုလေးကိုမြင်ပြီးတော့ Disney Luca animation ကားလေးကိုမကြည့်ဘူးသေးဘူးဆိုရင်အခုတွားကြည့်လိုက်ပါနော်အမှန်တိုင်းပြောရရင်ဒီနေရာရွာတည်တည်လေးတွေမှာပေါ့နော် tourist တွေအများကြီးရှိတော့နည်းနည်းတော့အနွားရင်းဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လေကိုအရင်ကလေးကသွားခြင်းတဲ့ရွာလေးတွေမို့လို့ပြောတော့ပြောခဲ့ရပါတယ်နော်ဒီအကျူးရဲ့ညစာလေးကိုတော့ experience ရကျင်တာအတွက်မာနာရောလာရဲ့တောင်ပေါ်လေးမှာရှိရဲ့စားတောက်ဆိုင်လေးမှာချမ်း booking တင်ခဲ့ရပေါ့နော်အစားကတော့ day 2အတွက်ညစာကို budget save အဖြစ်ပဲစားမယ်ဆိုပြီးတွေးထားတာပေါ့နော်ဒါပေမဲ့လေ this is all about experience ဆိုတာနဲ့ experience လို့ခြင်းတဲ့အတွက်ဒီရွာလေးရဲ့အပေါ်ကနေကားနဲ့10မိနစ်လောက်တော့စီးရတယ်အဲ့ဒီမှာတက်လာပြီးတော့ညစာစားခဲ့ပါတယ်ညစာစားတဲ့နေရာလေးကနေပင်လယ်ပြင်ကိုလည်းကြည့်ခဲ့ရပါတယ်ဒီစားတောက်ဆိုင်လေးမှာဆိုရင်အမိုးလေးတွေအကုန်လုံးကစစ်ပစ်သီးလေးတွေပေါ့နော်ဒီမှာဆိုကြည့်ပါဦးနေဝင်ချင်းရယ်ပင်လယ်ကြီးရယ်စစ်ပစ်သီးလေးတွေရယ်ဒီတူအတွက်တော့ဒီ view နဲ့တန်းနေလို့ခံစားခဲ့ရပါတယ်ညစာစားပြီးတော့အချမ်းတဲတဲ့ရွာလေးကိုပြန်လာခဲ့ပါတယ်တိုက်ဆန်ဆိုင်ပဲအဲ့ဒီမှာသူတို့ကနေကြတယ်ပေါ့နော် so this is an unforgettable memory for me ဒီမှာဆိုရင်ကြည့်ပါအောင်သူတို့ကားဟာနေအောက်မှာဆိုရင်လည်းလူတွေတော်တော်များများကလိုက်ကနေကြတာပေါ့နော်Day 3မှာတော့ရွာ9ရွာတွေကမွန်တီရောဆိုနဲ့ကော်နီလီယာဆိုတဲ့မြို့ရွာလေးနှစ်ရွာကိုသွားမှာပါမွန်တီရောဆိုမှာတော့ပထမရွာလေးမာနာရောလို့သူ view တော့မရှိပေမဲ့သူ့မှာ beach ရှိရပေါ့နော်အချမ်းရေတော့မကူတက်ပေမဲ့ပင်လယ်ဟဲ့မှာရေစိမ်ခဲ့ပါတယ်ပင်လယ်ရေကအရမ်းငယ်ပြီးမျက်လုံးတွေလည်းဆက်ခဲ့တယ်ပေါ့နော်အမှန်တိုင်းပြောရရင်အချမ်းရေကြောက်တတ်ပါတယ်ရေကြောက်တတ်ပေမဲ့လေကွာ experience ချကွာဆိုပြီးရေတော့ဆင်းပြီးတော့ရေစိမ်ခဲ့တယ်ပေါ့နော်ပြီးရင်လည်းအဲ့မှာတွေးခဲ့တဲ့သူတွေနဲ့တငယ်ချင်းလုပ်ခဲ့ပါတယ်ချန်ကော်နီတီယာကိုသွားခဲ့ပေမဲ့လည်းနေရာရမ်းပို့ပြီးလူကလည်းဘလို့မှရိုက်ဖို့အားမရှိတော့လို့ဘာမှမရိုက်ခဲ့ရဘူးပေါ့နော်ဆိုတော့ကျန်နေတာကရွာ9ရွာတွေကအချမ်းတဲတဲ့ရွာလေးရဲ့ဗယ်နေဆာဆိုတဲ့ရွာလေးကျန်ပါတယ်ချမ်းတဲတဲ့ရွာလေးရီယိုမာဂျော်တွေကနေမာနာရောလာကိုလမ်းလျှောက်လို့ရတဲ့15မိနစ်ပဲကြာတဲ့အချစ်လမ်းဆိုတဲ့လမ်းလေးရှိပါတယ်ဒီလမ်းလေးကိုလည်း free လျှောက်လို့မရဘူးပေါ့နော်သူတို့10 euro ဆိုတော့ပေးခဲ့ရပါတယ်ဒီမှာဆိုရင်လမ်းလျှောက်နေရင်ကော်မာလေးတယောက် cliff တစ်ခုကနေသူပင်လေတော့သူခုန်ချမှာပေါ့နော်ချမ်းဆိုရင်တော့မလုပ်ရဘူးကြည့်ပါဦးဆိုတော့ရှင်းရှင်းလေးပြန်ပြောပြရမယ်ဆိုရင်အချမ်း day 1မှာ day 2မှာသွားခဲ့တာကမာနာရောလာတဲတာကရီယိုမာဂျော်တဲ့ဒီလမ်းလေးကမာနာရောလာနဲ့ရီယိုမာဂျော်တွေကိုဆက်ပေးထားတဲ့15မိနစ်စာလမ်းလေးပါအားလုံးကိုအချမ်းတဲတဲ့ရွာလေးကိုတော့မပြရသေးဘူးပေါ့နော်ညနေခင်းမှာအဲ့ချစ်လန်းလေးကိုရှောက်ပြီးတော့ချမ်းတဲတဲ့မြို့မှာပဲရွာလေးမှာပဲဒီအီတလီလိုပြောရရင်ဂရန်နီတာလို့ခေါ်တဲ့ရေခဲချစ်ကိုမှသူကအတီးရတာတမျိုးမျိုးနဲ့ရောထားတာပေါ့နော်ချမ်းတော့ကြိုက်တယ်ဆိုတော့အဲ့ဒါလေးစားရင်းနဲ့အချမ်းရဲ့ရွာလေးကိုအချမ်းပတ်ခဲ့တယ်ပေါ့နော်ဒီမှာဆိုရင်အချမ်း down like ကဗီဒီယိုက down like ဖြစ်နေတာပေါ့နော်ဒါပေမဲ့ချမ်းဘလို့အတေးရမှမသိတော့ဒီလိုအလျားလိုက်ပဲပြတာတယ်တခြားလေးလဲပြီးတော့ကြည့်လိုက်ပေါ့နော်သူတို့ရဲ့လမ်းလေးတွေကလေဒီရွာမှာလမ်းလေးတွေကချင်းချင်းလေးတွေပြီးရင်လေလှေခဲတစ်တွေအများကြီးပေါ့နော်တောင်ပေါ်မှာဆောက်ထားတဲ့အိမ်လေးတွေဆိုတော့ကြည့်လိုက်ပါအောင်ဒီမှာဆိုရင်ဒါကြောက်ဆောင်ဘုရားအိမ်လေးတွေနဲ့ရွာလေးရဲ့ view ပင်လေးလေးတွေ့ရတယ် It's so amazing ဒီမှာဆိုရင်လည်းဗီဒီယိုဘလို့အတေးရမှမသိတော့အချမ်းအလျားလိုက်လောက်ထားတာ horizon တဲ့ဆိုတော့ဗီဒီယိုလေးဖုန်းလေးကိုလှဲပြီးတော့ကြည့်လိုက်ပေါ့နော်Day 3မှာတော့နောက်ဆုံးကျန်တဲ့ Vernezza ကိုသွားပါမယ် Vernezza ကတကယ်လူကာကအခြေခံထားတဲ့ရွာလို့သူတို့ကပြောပါတယ်
ကဲဒါကတော့အချမ်းတို့မြင်ရတဲ့ Venice စာရွာအကုန်လုံးပါပဲဆိုတော့အချမ်းတို့အိမ်ပြန်ပါမယ်ဒါပေမဲ့အိမ်မပြန်ခင်မှာလမ်းမှာနေခင်းစားခဲ့ပါတယ်အဲဒီစားခဲ့တဲ့မြို့လေးကတော့ Chiavari ဆိုတဲ့မြို့လေးပါသူကအချမ်းအရင်သွားခဲ့တဲ့ဝရပါလိုနဲ့တမတ်တိုင်ပဲခွာတယ်ပေါ့နော်ယထာစီရင်ဝရပါလိုမှာညတညအိပ်ပြီးတော့အရန်ကြိုက်သွားလို့ဝရပါလိုမှာပဲနေခင်းစားပြန်စားမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာနဲ့အသစ်အဆန်းလေး experience လည်းရအောင်ဆိုပြီးတော့ဒီမှတ်တိုင်မှာအမြင်ပြေးဆင်းပြီးတော့စားခဲ့ရပေါ့နော်ကဲဆိုတော့အချမ်းရဲ့ဒီခီးလေးကတော့ဒီလောက်ပါပဲနောက် blog တွေမှာတူတူဆောင်ကြပါမယ်